လေးပဲဖွင့်လာတော့ဆိုင်ရဟုတ်ဒီလိုပြောမယ်စကောစီစီအဲ့လိုကြီးပြောရတာအားရတယ်ဖောင်းနေရပဲနားလေမှုတ်ပေးချင်တာလားစောက်စီလေးကိုရှာနေရပ်ပေးပါလားတတိယလည်းမစားဘူးနော်မစားဘူးရုံနဲ့ဆုံးမချက်ပြောမချက်နဲ့နော်ဒီအများနဲ့လုံးရတယ်လေနော်အားကြောင့်အခုချက်လို့ရတယ်အခုပတ်ဆိုင်ရအခုလွဲအခုလွဲပြီးမှာတော့ခုတန်းချက်မှာနော်ဟိုစောင့်နေရမှာဆိုလို့မရောမချက်ပါနဲ့အားနာလို့လက်ဒီလိုက်ညောင်းနဲ့စားရရတာဒီတော့လိုက်လွင်တာစတိုင်းကိုရှိုးဈေးရ10မိနစ်